Kaleshi versus Kale Mashi ဘူးလို့တယ်မရှိဘူး ဟုတ်တယ်မရှိဘူးယောက်ျားလည်းမရှိသေးဘူး လည်းမရှိဘူး So Siri က no kids ပါဒါ having kid yeah in the future ဘာဖြစ်လို့လဲ ပြင်းမှာဆို Oh I see No I mean like နဲ့အသက်ကြီးလာရဲဆိုရင်ကို like ပြုစုရမယ့်ဥစ္စာလိုချင်နေထင်လို့ like a project Siri ကတော့ခလေးမရှိချင်တာကအခုလောကကြီးမှာပေါ့နော်ဒီလောက်ဆိုးရွားနာကျင်မှုတွေကိုကိုယ်ခလေးကိုမခံစားခိုင်းစေချင်ဘူးပေါ့နော်နာကျင်မှုခလေးကဆောက်ရမ်းချစ်တယ်ဘလောက်တောင်ချစ်လဲဆိုတော့ခလေးတွေမြင်နေဆိုရှင်အမိုက်ပုံနဲ့ပြစ်ပလိုက်ချင်တယ်ကွာဆောက်လို့ရှုပ်တယ်ကွာI'm kidding အဲ့ဒါအချစ်နဲ့မတွေ့ဘူးအချစ်နဲ့လည်းတွေ့သွားသူကကိုနဲ့တူတဲ့ခလေးလေးတယောက်လောက်လို့ကျွန်တော်ဆိုဖြစ်သွားဟုတ်ပြီ ကိုတွဲတဲ့လူကအကယ်၍အရန်ကိုချစ်တယ်အရန်ကို take care ဆိုရှင်နော် maybe ပေါ့နော်အကယ်၍အသက်ကြီးလာတဲ့အခါမှာခလေးလိုက်ရခြင်းနဲ့ဒါပေမဲ့ခလေးယူဖို့ကအဆင်မပြေတော့ဘူးဆိုရှင်ရောဘယ်လိုနီးလန်းတွေနဲ့လုပ်ချင်လဲ I think I just gonna go freeze လို့ egg freezing ကတော့ egg freezing first ပထမ step ကွာ and then like maybe in the future if I really like want it I will rent a surrogate တယောက်ကိုအမှားကိုဝင်ဆောင်ခိုင်းမှာ နမို့ရှင်လည်းဒီလိုလုပ်လို့ရအငါးကိုဝင်ဆောင်အမှန်တကယ်တော့ဟိုက Asia နိုင်ငံတော်တော်များများမှာ illegal မဟုတ်သေးဘူးပေါ့နော်အဲ့တော့ ICSI တော့မဟုတ် IVF ပေါ့နော်ဖန်ပြုံတရေသားနီလန်လေအဲ့ဒီကလုပ်ချင်တယ်ဆိုရှင်ဒီနေရာမှာလုပ်လို့ရပါတယ်အခုကြည့်နေတဲ့လူတွေရောခလေးရှိချင်တဲ့ team လားခလေးမရှိချင်တဲ့ team လားခုတော့ bye bye